ဆောင်သွေးတွေစိတ်ညရဲ့ချေနှဘုံနဲ့တပွေခန္ဓာစัจကျေမြွေလေးမပူမိုးလေးမဆူဆောင်းလေးမအေးတော့ရွှေနန်းတော်ကြီးတဲ့ကြီးမြတ်လာခဲ့လေသူတိတ်တထားမင်းသာယဟန်ဖြစ်သွားပြီတချို့လေးဟုတ်မေထင်းတချို့လေးဟုတ်မေမထင်းရွေတော်29ကာမဂုဏ်အာယုန်နဲ့ပြောကောင်းတော်၍မင်းသားငယ်သေးသည်သိတထရွယ်ငယ်သေးသည်ကပိလဝေတာလီကောသလနှင့်မဂရာတိုင်းသားတွေတရင်အစုံညင်ခေါ်အံ့ဩပြော၍မကောဆိုဒီမှာကြောင်းတော့မရှိဘူးတိတပင်ရိပ်မှာအိမ်ရသူဝါတရုံရိပ်မှာသတည်းသုံးရသူတာကီတွင်နှမ်းသွေးတိတ်တထမင်းသားလေးအိမ်နိုင်လေးနိုင်မလားနော်အိမ်နိုင်လေးနိုင်မမလားနော်အထင်းဆုံးညင်ဆုံးအံ့ဩပြော၍မကောဆိုဒီမှာကြောင်းတော့မရှိလို့တိတပင်ရိပ်မှာအိမ်ရသူဝါတရုံရိပ်မှာသတည်းသုံးရသူတာကီတွင်နှမ်းသွေးတိတ်တထမင်းသားလေးအိမ်နိုင်လေးနိုင်မလားနော်အိမ်နိုင်လေးနိုင်မမလားနော်အထင်းဆုံးညင်ဆုံးအံ့ဩပြော၍မကောခက်ခဲခြင်းဖြစ်နိုင်ခြင်းအလွယ်ကူခြင်းတို့လည်းပဲယဟန်ဘဝမှာလူဘုံကိုပြီးစီးရစေတတ်ပါတော့လောဘဒေါသမောဟဆိုတဲ့ကိလေသာတရားတွေ